မိကပါနစ်ဖစ်သွားနေအောင်လည်းကျေးဇူးလိုက်ပါတယ်ချူဒီနေ့မှာတော့ဟိုတယ်တော့ပြမယ်ဖြစ်ပါတယ်အရင်ဗီဒီယိုမှာတော့ဟိုတယ်တော့ပြမယ်လို့ပြောထားတာကြောင့်မို့ကိုကတိကိုဒီရဲ့အတိုင်းပဲဟိုတယ်တော့ပြမယ်ဖြစ်ပါတယ်ဗီဒီယိုလေးကိုလည်း subscribe ရင်တော့နှိပ်ကြအောင်နော်ကဲအရင်ဆုံးကားပေါ်တက်လိုက်ပါရှင်ပြီးွားရင်ချူတို့ရဒီဘက်ကသွားရမှာပေါ့နော်ဒီဘက်လမ်းလေးပြီးွားရင်တော့ဒီဘက်ကိုချိုးရပါမယ်ချူရဲ့ပန်းအောင်ကားကဟိုဖြစ်သွားရပါတော့ပိန်လိန်သွားလို့ပါရှင့်ပိန်လိန်ပြီးတော့လုံးဝစုပ်ပြတ်တော့ပါလို့ပြီးွားရင်တော့ဒီဘက်ကိုရပါမယ်ဒီကရှယ်ပလက်ဆယ်ကိုမြန်တာပေါ့နော်ဒါကားရှုံးတော့ကနေပြီးတော့ခိုးထားတဲ့ကားပေါ့နော်မိုက်ပါတယ်ကားလေးကတော့မိုက်ပါမမိုက်ဘူးလို့မပြောချင်ကြဒီကားရှုံးတော့တော့ခိုးလာအိုးမိုက်တယ်ကားရှောင်းရမြန်နေတွက်လက်နေရပဲကဲပေါ့နော်ဒီလမ်းနဲ့သွားမေ့နေတယ်ခဏနော်ဒီလမ်းမဟုတ်ဘူးတော့ပြီးကောင်လေးနဲ့ပဲစောမှာတော့ကျွန်တော်လို့ပြောရမှာပေါ့နော်ညသွားပြမယ်ဘယ်လိုလဲဆိုရင်ကားပေါ်ပြီးသွားလို့ရှိရင်ဟောဆရာကြတော့ဘယ်ရသွားမှန်းမသိတီးပြီဒီကနေပြီးသွားမှာပေါ့နော်ဆရာကြဒီတန်းကသွားမှာပါဒီကျောင်းလမ်းကနေပြီးသွားမှာကျောင်းလမ်းနေဒီဘက်ကို꿰လိုက်ပြီးလို့ရှိရင်သွားမယ်ပေါ့နော်တန်းဝါပါမယ်ဒါကိုတောင်လမ်းနဲ့ရောက်မှာလားမဟုတ်ဘူးမဟိုတယ်တွေ့ညာညင်းနေရပြီဟိုတယ်ညင်းနေရပြီဒီတော့ဟိုဘက်လမ်းမှာနော်ဒီဘက်လမ်းမှာဒီမှာပေါ့နော်လမ်းရှိပါတယ်လမ်းနဲ့ကိုချိုးသွားပါပြောရမီးတက်ရုံမှာတခါပြလိုက်တော့မယ်ဒီတော့ဟိုတယ်ဒီမှာဟိုတယ်ရောက်ပါတော့နော်ဒီဟိုတယ်သွားနည်းနဲ့ special ကိုလွယ်လုံးဝကြည့်ရကိုကောင်းနာမှာကဒီနားမှာကောင်းနာလေးကိုပါသူထားပြီးတော့နော်လူတရရက်ကိုအပေါ်မှာထည့်ပြီးတော့လုံးလို့လည်းရပါတယ်ပြီးတော့ပြမယ်ပေါ့နော်ဒီမှာကြားဆိုလို့ရှိရင်တော့ဟိုတယ်အခန်းနံပါတ်လည်းမပါပါထားရတော့ပေါ့နော်အခန်းနံပါတ်ဘယ်လောက်လဲတော့မသိပါဘူးဒါဆိုရင်တော့နော်ပြောင်းတာရေချိုးပြောင်းတာနော်အခုဒီပါတွေကကြတော့ဘယ်မှမလဲရမသိအဝတ်ကကြဘယ်မှမလဲရဝတ်ဒီပါကြဘယ်မှမလဲမလို့ဆေးသွားလို့မရအေးရပါလို့ရေသွားချိုးနေတော့ဒါလေးကတော့မိုက်ပါရပေါ့နော်မထိုင်ုံလေးလည်းထိုင်လို့ရတယ်မကော်ဖီတို့ဘာတို့ညာတို့စမလာကာတို့တောက်ရပါတယ်ကြဲဒီကတော့မတောက်သေးဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့အိတ်လို့ရပါတယ်ဒီလိုမျိုးမလဲချင်ဘူးဆိုရင်အောက်ဒီဥစ္စာလေးပေါ့နော်ဒါမျိုးလေးဒါဆိုမြန်တာမကြိုက်တဲ့သူတွေကတော့နေရအောင်လုပ်မယ်ဒါဆိုလုံးဝယူနစ်မြန်တာကြီးပါလို့ညောင်ဝေး special မြန်နေ